မင်္ဂလာပါရှင်ဒီနေ့မှာတော့အယောင်ဆိုးဆဲတွေလုံးဝမပါပဲတဘာဝပန်းပွင့်လေးနဲ့ပြုလုပ်ထားတဲ့အောင်မဲညိုအုံတို့ကြောက်ကြော်နှစ်ထပ်လို့နီးလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အရသာကလည်းချူချိုစိတ်စိတ်လေးနဲ့စမ်းလို့အရန်ကောင်းတယ်လို့ကြည့်ရတာလည်းအရန်လှပါတယ်ရှင်အရင်ဆုံးကျမတို့အောင်မဲညိုပန်းချုပ်လေးကိုရေနွေးလေးနဲ့ဖြော်ပြီးတော့အပြာရောင်လေးထွက်လာတဲ့အထိဇုံလေးနဲ့အခုလိုစိတ်ရှည်လက်ရှည်လေးမှွေပေးရပါမယ်အခုကြောက်ကြော်ပထမအလွှာအသွားကြောက်ကြော်မုံတစုံတကြား3စွန်းနဲ့စားလေးအနှဲငယ်ထည့်ပါမယ်ပြီးရင်တော့စောစောကဖြိုထားတဲ့အောင်မဲညိုကြီးရေ300မီလီလီတာလောက်ကိုထည့်ပြီးကြောက်ကြော်မုံနဲ့တကြားလေးနဲ့အနှစ်ကျသွားအောင်တမအောင်မှွေပေးလိုက်ပါမယ်အားလုံးဒီလိုအနေထားရပြီဆိုရင်တော့မီးပေါ်ကျင်ပြီးစူးပွက်လာအောင်စိတ်ရှည်လက်ရှည်လေးမှွေပြီးကြိုပေးပါမယ်စူလာပြီဆိုရင်တော့ကြောက်ကြော်အေးခံမဲ့ဘူးထဲကိုလောင်းထည့်လိုက်ပါမယ်အပေါ်ရန်ကအမြောက်လေးတွေကိုလည်းဇောနဲ့ခတ်ထုတ်ပေးဖို့မမေ့နဲ့အောင်နော်ပထမအလွှာခဲနေတော့မှဒုတိယအလွှာအတွက်ပြင်ပါမယ်ကြောက်ကြော်မုံတစွန်းတကြား3စွန်းစားအနှဲငယ်နဲ့အုံတို့4မီလီလီတာကိုထည့်ပြီးတမအောင်မှွေပါမယ်ပြီးရင်တော့ထုံးစံအတိုင်းမီးပေါ်တင်ပြီးစူပွက်လာအောင်ကြိုပေးလိုက်ပါမယ်ပထမလွှာအောင်မဲညိုကြောက်ကြော်လေးကအပေါ်ရမျက်နှာပြင်တင်းလာပြီးဆိုရင်အလွှာနှစ်ခုကတ်သွားအောင်လို့သွားကြထိုးတံလေးနဲ့အပေါက်လေးတွေလိုက်ဖောက်ပေးပါပြီးမှကြိုထားရဲ့အုံတို့ရီကိုဇွန်းလေးနဲ့သဇွန်းချင်းစီအပေါ်ကနေညင်းသားစွာလောင်းထည့်ပေးပါမယ်ကြောက်ကြော်လေးတွေလုံးဝခဲသားပြီဆိုရင်တော့မိမိစိတ်ကြိုက်ပုံစံလေးတွေလှီးဖြတ်ပြီးသုံးဆောင်လို့ရပါပြီအားလက်ရက်မှာမိသားစုအတွက်အချိုပွဲလေးလုပ်ပေးခြင်းသူတွေအတွက်အရန်ကိုတင့်တော်တဲ့နည်းလမ်းလေးပါအားလုံးပဲအဆင်ပြေကြပါစေရှင်